လူငယ်တွေကိုအားပေးမြင့်တင်ခြင်းဟာမနေ့ဖြန်နိုင်ငံတော်အတွက်ရင်းနှီးမြှုပ်နှံခြင်းဖြစ်တယ်လို့တနင်္လာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစောနိုင်ဦးကပြောကြားခဲ့ပါတယ်။ဩဂုတ်12ရက်နေ့မှာကြာရောက်တဲ့အပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနားမှာဝန်ကြီးချုပ်ကလူငယ်တွေရဲ့အခမ်းကဏ္ဍနဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက်အမှားစကားပြောကြားရမှာထည့်သွင်းပြောကြားခဲ့ပါတယ်။လူငယ်တွေဟာနိုင်ငံရဲ့အနာဂတ်တမကယနေ့ခေတ်ရဲ့အင်အားစုဖြစ်ပြီးအနာဂတ်ကိုဖန်တီးနိုင်တဲ့စွမ်းအားပြောင်းလဲမှုကိုဥဆောင်နိုင်တဲ့အင်အားနဲ့လူအဖွဲ့အစည်းပေါ်တာဝန်ယူလိုစိတ်ရှိတဲ့မျိုးဆက်သစ်တွေဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ဒါ့အပြင်နိုင်ငံတစ်ခုရဲ့ဖွံ့ဖြိုးတိုးတက်ရေးမှာအခြေခံစောက်အုံတွေတိစောက်တာနဲ့အတူလူစွမ်းအားအရင်းမြစ်ဖွံ့ဖြိုးတိုးတက်ရေးရတဲ့အရေးကြီးပြီးလူငယ်တွေကိုအားပေးမြင့်တင်ခြင်းဟာမနေ့ဖြန်နိုင်ငံတော်အတွက်ရင်းနှီးမြှုပ်နှံခြင်းဖြစ်တယ်လို့ဆိုပါတယ်။လူငယ်တွေအနေနဲ့ဘွဲရရှိဖို့တကူတည်းကိုမကြီးမှန်းပဲရရှိထားတဲ့ပညာကိုလက်တွေ့ဘဝနဲ့လုပ်ငန်းခွင်မှာအသုံးချနိုင်ဖို့လိုသလိုဘာသာစကားdigital နည်းပညာဆက်သွယ်ပြောဆိုရေးနဲ့ခေါင်းဆောင်မှုစွမ်းရည်တွေကိုလည်းတိုးတက်အောင်လေ့လာထားကြဖို့တိုက်တွန်းခဲ့ပါတယ်။တနင်္လာရီတိုင်းဒေသကြီးမှာပင်လယ်ပြင်ကျွန်းစုစတိုက်ပြိုးရေးမွေးမြူရေးရေလုပ်ငန်းနဲ့ခရီးသွားလုပ်ငန်းတွေရှိတာကြောင့်ဒေသရဲ့အားသာချက်တွေကိုအခွင့်အလမ်းအဖြစ်ပြောင်းလဲအသုံးချပြီးအလုပ်ကိုင်ဖန်တီးနိုင်သူတွေဖြစ်လာအောင်ကြိုးပမ်းကြဖို့လည်းတိုက်တွန်းခဲ့ပါတယ်။နည်းပညာအသုံးပြုရမှာသတင်းမှားနဲ့ online လွှင့်လည်မှုတွေကိုသတိပြုကြဖို့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအားကစားနဲ့ကျန်းမာရေးကဏ္ဍတွေမှာလည်းပါဝင်ကြဖို့ပြောကြားခဲ့ပါတယ်။ယနေ့လူငယ်နောင်ဝယ်လူကြီးဆိုတဲ့အတိုင်းလူငယ်တွေအနေနဲ့ကောင်းဆောင်ကောင်းတွေဖြစ်လာအောင်မိမိကိုယ်ကိုလေ့ကျင့်ပြိုးထောင်ပြီးအများကျိုးကိုရှေ့ရှုကာစီလုံးညီညွတ်စွာပူးပေါင်းဆောင်ရွက်ကြဖို့တနင်္လာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစောနိုင်ဦးကတိုက်တွန်းပြောကြားခဲ့ပါတယ်ခင်ဗျာ။